တဲ့ပေါ့နော်မင်္ဂလာပါအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ကားမောင်းရင်းနဲ့တတိယလာလို့ပေါ့နော်ကျွန်တော်ရဲ့တကယ်ချင်းမိတ်ဆွေများနဲ့ကျွန်တော်တို့မြန်မာပြည်ကအချို့တော့လူငယ်များပေါ့နော်ကားမောင်းတဲ့တင်လုပ်တယ်ကားမောင်းတဲ့အလုပ်တွေလုပ်ကြတယ်ပေါ့နော်ဒါပေမဲ့ဥပဒေပြဋ္ဌာန်းမှုကိုမတည်ဘူးမောင်းတဲ့ရှိလို့ရှိရင်မောင်းလို့ရတာပဲဆိုပြီးတော့တချို့ကပြောကြတယ်ဒါပေမဲ့ကားမောင်းတဲ့အလုပ်ကတကယ်မှန်တိုင်းပြောရမယ်ဆိုရင်သူတို့ပေးမလို့ဘူးနော်အဲ့ဒါမှတ်ထားနော်ကိုကကားမောင်းတဲ့အလုပ်လုပ်နေတဲ့ညီလေးတွေဆိုရင်တတိထားတက်တာတယ်ကားမောင်းတဲ့တချို့တော့ဆက်ဆက်ချင်းတော့တက်တာတယ်ဒါပေမဲ့မတက်တာပေါ့ဘူးကားမောင်းတာတက်တာတယ်လို့ထင်တာဒါပေမဲ့မတက်တာဘူးဘဝနဲ့ရင်းရတာပဲဟုတ်လားကားမောင်းတာဟာတခြားနားတော့နော်တခြားနားတော့တခြား